ဒီနေ့ပြောမှာကတော့တပမင်္ဂလာချို့ချမ်းစွာကြင့်ကြံနေတိုင်းချင်းမင်္ဂလာလောကီအာယုံစိတ်ရမှုလို့အပျော်မကျူးနဲ့ချို့ချမ်းလေးတဲ့ဒီတပမင်္ဂလာရောက်တဲ့အခါမှာကတော့တဲ့များသောအားဖြင့်လောကုတ္တရာဘိုင်းကြင့်ကြံရေးဘိုင်းကိုရောက်သွားပြီလောကီပုထုဇဉ်ကာမဘုံသားတွေမှာကတော့မိသားစုဘဝစီဝါရေးလူမှုရေးနဲ့နေရတဲ့ခါကျတော့ဒီတပမင်္ဂလာကိုဖြည့်ကျင့်မှုအချိန်ပြည့်မစွမ်းနိုင်ပေမဲ့တဲ့တတိနဲ့နေမဲ့ဆိုရင်ဒါအရိယာသူတော်စင်တဲ့လမ်းကိုရောက်သွားပါပြီဘလို့ချို့ချမ်းစွာကြည့်မလဲဆိုတော့စိတ်ဆိုးတဲ့တကားတစ်ပေါက်ကိုလိမ်အောင်ထိမ့်ပါတဲ့စိတ်ဒီစိတ်ကလေးကိုထိမ့်နိုင်တယ်ဆိုရင်တဲ့ဒါအရိယာသူတော်စင်တို့လမ်းကိုခြောက်သွားတဲ့တပတ်လမ်းကိုရောက်ပါပြီဒီမှာတဆင့်ဘယ်လိုစိတ်ကိုထိမ့်မလဲဆိုတော့တကား6ပေါက်ကိုလိမ်အောင်လုံအောင်ထိမ့်ဒီတကား6ပေါက်ကလုံးဝပိတ်ထားလို့တော့မရဘူးဒီတကား6ပေါက်မှာဝင်လာတိုင်းနဲ့အတိဉာဏ်ပညာဖြင့်မြင်အောင်ကြည့်မျက်စိမြင်တော့တက်မှတ်တယ်ဆွဲလန်းတယ်ဒါကိုတတိနဲ့မြင်အောင်ကြည့်နားကြားတော့တက်မှတ်တယ်ဆွဲလန်းတယ်ဒါကိုတတိဉာဏ်ပညာဖြင့်နားထောင်ဂါနတဲ့အနံ့လေးတွေကောင်းတော့တက်မှတ်တယ်ဆွဲလန်းတယ်ဒါကိုလည်းတတိဖြင့်ဉာဏ်ပညာဖြင့်မြင်အောင်ကြည့်ဇိမ်ဝါတဲ့အစာအာဟာရတွေစားတဲ့အခါတိုင်းနဲ့ကောင်းတာမကောင်းတာအမှတ်မထားတော့နဲ့အာဟာရဖြစ်ဖို့စားကာယတဲ့ကိုနဲ့တွေ့ထိတဲ့ခါလဲပဲตาရတာမตาရတာဘာမှအာယုံမှမထားပဲနဲ့တတိနဲ့မြင်အောင်ကြည့်စိတ်မိမိစိတ်ကလေးမှာဖြစ်လာတိုင်းအတွေးမှာပေါ်လာတိုင်းကောင်းတာမကောင်းတာကိုခွဲကြတော့နဲ့တတိဖြင့်ဉာဏ်ဖြင့်ခွဲခြားသိမြင်ရင်တဲ့တပမင်္ဂလာဖြစ်ပါတယ်အရိယာဆိုတာတာမန်ပုထုဇဉ်တို့လိုပဲတဲ့เนาะဘာမှမထူးခြားဘူးဒီလိုကြင့်ကြံခြင်းအပြင်တဲ့ခွဲခြားသွားတာပုထုဇဉ်အရိယာဒီလမ်းကိုရောက်ပြီဆိုရင်သောတာပန်တဂါရကံနာဂံယန္တာဆိုတဲ့မြတ်စွာဘုရားဟောကြားတဲ့နိဗ္ဗာန်ချမ်းသာကိုတပမင်္ဂလာဖြင့်ရောက်ရှိမှဖြစ်လို့မြတ်စွာဘုရားက